ယူရီနဲ့တူတူကြောင်းလာတက်ပြီးတော့ယူရီထက်တန်းနဲ့ပေါင်းလာတဲ့ယူရီတငယ်ချင်းကမမပြီးတော့ပြန်တော့မှာဆိုတော့အခုသူ့ကိုလန်ဒန်လေးစိတ်ကိုလိုက်ပို့နေရပဲဖြစ်ပါတယ်သူနဲ့ယူရီက9ရန်10ရန်ပေါ်လာတက်တဲ့အချိန်ကနေစပြီးတော့တက္ကသိုလ်ရေးတက်တဲ့အချိန်ရော private school တက်တဲ့အချိန်ရောအခု UK မှာတူတူကြောင်းလာတက်တဲ့အထိကိုအမြဲတမ်းတူတူပဲပေါ့နော်ပြီးတော့ယူရီတို့နှစ်ယောက်ရဲ့အိမ်ကလည်း9မိနစ်လောက်ကားမှရောက်တဲ့ distance ဆိုတော့နှစ်ယောက်ကအမြဲတမ်းတူတူရှိနေရနေအခုလိုပြန်သွားမယ်ဆိုတော့နည်းနည်းတော့ဟာတတားဖြစ်တာပေါ့နော်အခုယူရိုတငယ်ချင်းတွေလေးစိတ်ကိုရောက်ပါပြီရှင်ယူရိုက final year ဆိုတော့ဒီမှာတစ်နှစ်ပဲတက်ရတာပေါ့နော်တစ်နှစ်တောင်မပြည့်ဘူး maybe 10လလောက်ပဲတက်ရတာပေါ့နော်သူကတော့ကျောင်းလဲပြီးသွားပြီ graduation လဲယူပြီးသွားပြီဆိုတော့အခုမြန်မာပြည်ကိုပြန်တော့မှာပဲဖြစ်ပါတယ်ငယ်တွေကဘလောက်ပဲတူတူရှိခဲ့လူတွေကကိုဘွားနဲ့ကိုလန်းကိုပဲရှောက်ရတာဆိုတော့ချိန်နှံတော့လေဒီလိုခွဲခါမဲ့အခါလေးရှိရပေါ့နော်ဒါမဲ့ယူမြန်မာပြည်ပြန်လာတဲ့အခါကျရင်တော့တငယ်ချင်းတွေပြန်ဆောင်ကြအောင်ပါကဲသူ့လိုက်ပို့ပြီးပြန်มาတော့ယူညီမလေးအိမ်မှာပဲအိတ်ဖြစ်ပါတယ်နောက်ရက်မှာတော့ယူညီမလေးနဲ့ယူဘော်ရာတက်ပြီးတဲ့ပြန်မတွေ့ရတဲ့တငယ်ချင်းတွေနဲ့ရှောက်လိုက်ပါတယ်နေ့တွေအများကြီးနေမှာပြန်ဆောင်လာဆိုတော့ကျမတို့ဖိုတိုဖူမှာအရင်တပုံသွားရိုက်ပါမယ်။ဘလို့ကြိုက်တဲ့ပုံရင်ကအကုန်ကြိုက်တယ်။ဘာလဲအကုန်ကြိုက်တယ်။ဒီပုံကြီးကလွယ်ဒီပုံမျိုးလုံးကမျိုးလုံးပိတ်နေတာ။ပြဘလို့ပြန်ဖြစ်တာ။ကျွေးတငယ်ချင်းတွေကျွေးညီမတွေကတော့ high school တွေကပေါင်းလာတဲ့သူတွေဆိုတော့ဒီလိုမျိုးကျွေး vlog ကလမ်းကြောင်းပေါ်ရောက်လာတာကိုသူတို့မယုံနိုင်သေးဘူးဖြစ်နေတာကွာ။အဲ့ဒါကျွေးတွေကိုဒီမှာလိုက်စနေကြ။ခိုင်းတော့ UK ကောင်းရှိရနော်။အဲ့ဒါနာမည်ကြီးအောင်အိမ်ပြန်ရတာ follower 1 million လောက်ဖြစ်။ဒါ Christmas ကာလတော့ဆိုတော့ကျွေးတို့အခုဒီ Christmas market ကိုတောင်းမှာဖြစ်ပါတယ်။ကျွေးရက်ကိုလည်းကြည့်အောင်နိုင်ငံခြားသားတွေနဲ့ရှင်လိုက်ပြီးမီတောင်းမမီနဲ့ဒီကာလဆိုရင်မြို့တိုင်းဒီပါ Christmas market တွေရှိရပေါ့နော်။တမျိုးအဖြစ်ဆိုတော့မြန်မာပြည်ကပွဲစည်းလို့ပေါ့ဆိုင်ကန်လေးအများကြီးရှိတယ်။ Scarf လေးလာရောဝင်ကြည့်မယ်လေဒါလေးတွေကိုလှလို့ဆိုပြီးဝင်ကြည့်လိုက်တာတစ်ထည့်ကို6သိန်း9သိန်းလောက်ရှိရဲ့အခုကတော့ဂျူရီကြိုင်ဆုံး favorite place လေးပေါ့နော်ဂျူရီကဂျန်စတုန်းတွေကိုရမ်းကြိုက်တဲ့သူဆိုတော့ဒီမှာစိတ်ကြိုက်ရွေးလို့ရပါပြီဒါလေးတွေကတော့ handmade လားဗာလဲတော့တခြားတော့မသိဘူးဒီလိုမျိုး keychain ထူးထူးဆန်းဆန်းလေးလည်းရောင်းနေပေါ့နော်ဒါကတော့ဂျူဝယ်ခဲ့လေးမျိုးပေါ့နော် gemstone လေးတွေကသူတို့တစ်ခုချင်းစီမှာသူတို့ရဲ့ quality သူတို့ရဲ့ properties တွေရှိရကွာလူကိုလည်းအကျိုးပြုစေရပေါ့နော်အဲ့ဒါနဲ့ဂျူဒီ gemstone လေးတွေကိုစုဖြစ်တယ်ဒါလေးကတော့ဂျူကြီးနေတဲ့သဘောကျလို့ဆိုပြီးတော့ရိုက်လာပေါ့နော်ဒီ Christmas ကာလမှာတော့တော်တော်များ decoration လုပ်ကြမို့လို့ဒီလိုမျိုး customize လုပ်လို့ရတာလေးတွေရောအများကြီးရောင်းကြရပေါ့နော်ဒီကာလနဲ့ light fat ဆုံးကတော့ hot chocolate လေးပေါ့နော်ဂျူရီကတော့အေးကြောက်တဲ့သူဆိုတော့ခေါင်းအေးမှာဆိုလို့ scarf လေးပတ်ထားရရဲ့ပြီးတော့ဒီလိုမျိုးမီးဖို့လေးလည်းလုပ်ပေးထားပါတယ်အခုကဒီမျိုးလေခေါင်မဟုတ်ပါဘူးအဲ့ဒီကွင်းလေခေါင်ကice skate စီးရဲ့နေရပေါ့နော်ကလေးတွေကိုကြည့်ပြီးတော့ပျော်တော့ပျော်စရာကြီးပဲလူတွေကလည်းဝိုင်းကြည့်နေရဆိုတော့ဂျူရီဆိုရင်မစီးရဲတော့ဘူးဒီလိုမျိုး chocolate fountain လေးတွေလည်းရှိရဲ့သူတို့ကအဲ့ဒါကိုအသီးခွက်လေးနဲ့ marshmallow တို့ဘာလို့ပေါင်းပြီးတော့တွဲစားတာပေါ့နော်ရှိလားအေးရှိအောင်သွားပြီးသွားကောင်းလားသွားပြီးသွားဘိုးလင်းလေးလောက်လို့ရတယ်ဘိုးလင်းမလုပ်ချင်ကျူတငယ်ချင်းနေတာမြင်ပြီးသွားတဲ့အချိန်မှာတော့သူတို့ဘာသွားစားမယ်ဆိုတာပဲဂျူရီလည်းမစားဘူးအဲ့ဒါသူတို့နောက်လိုက်ပြီးသွားစားမှုပေါ့နော်ဒါလေးကဂျူရီလမ်းသွားရင်းနဲ့တွေ့ခဲ့တာဂျူရီတို့မြန်မာပြည်ကလိုက်ကောင်းပြီးတဲ့စိုက်ကားအလှဆင်ထားသလိုမျိုးပဲလို့ပြောချင်တာစကားတွေကထက်အခုတော့ချီတို့ pop map ကိုတွေ့ရနဲ့ pop map ဝင်ကြည့်ရပေါ့နော်အယုတ်လေးတွေကတော့ကြည့်ပါအောင်အကုန်လုံးကချစ်စရာလေးဒီလိုမျိုးတေးမီနီလေးတွေလည်းရှိရပေါ့နော်ဂျူရီကဒီနောက်ရက်မှာထပ်လာအောင်မှာဆိုတော့အဲကြမှာပဲအကြီးဝယ်မယ်အခုကတော့လိုမျိုး mini bag လေးနှစ်ထုပ်ပေါ့နော်ဝယ်ခဲ့ပါတယ်ဒါကတော့အထက်ကပေါက်တဲ့ပေါင်းမဲ့ဟာလေးတွေပေါ့နော်ကြည့်ပါအောင်တေးလေးတို့တာပြောအရင်ချစ်ဖို့ကောင်းတယ်အခန်းထဲမှာထောင်ထားရင်တော်တော်လှပါတယ်ကျွေအရှိတစ်ခါတော့လည်း crime baby ဝယ်ရလေးဖောက်ပြအောင်မယ်ဆိုရင်ဖောက်ပြရသေးတယ်လည်းတင်ပေးမယ်နော်အခုကတော့သူတို့ပြောရဲဆိုင်ကိုရောက်ပါပြီဒါကိုလေတိတယ်လို့မတိတယ်လို့အဲ့လိုမျိုးရှိရကွာနာမည်ကလည်းဗာလဲတော့မသိဘူးသူတို့ခေါ်လာလို့ပြီးတော့ကျွေတို့ bag လေးတွေကိုဖောက်ဖို့ဆိုပြီးတော့ဝင်လိုက်တာပေါ့နော် menu ထဲမှာတော့ဒီလိုမျိုးရေးထားရပေါ့နော်ကျွေတို့လည်းဘယ်လိုခေါ်ရမှမသိအဲ့ဒါကျွေတို့တပွဲမှာစားခဲ့ပြီးတော့ blind bag လေးဖောက်ပါရမယ်ရှင်I want the Fry baby လို့ကျင်ဒါလေးလို့ကျင်တယ် Fry baby လို့ကျင်တယ်
လာဘူးရဲ့လွတ်ပြေအောင်ပါ 来一件，老五，别讲了没？好没呢？那你呢？你那面没地不？哦，那你呢？查咖喱家哎，查咖喱。ဒီမိုးလိုချင်တာပါလို့ဘာလဲလည်းမသိ Shit is that lavabo I don't like လာဘူးလွတ်ပြေမှာ It's cute No I don't like I don't like I don't like ဒီနေ့ဝယ်ခဲ့လက်ဆွဲလေး ဒီဝေကလာပါ ဟိုဘက်မှာကျမဒီနေ့ဝယ်ခဲ့တဲ့လက်စွပ်လေးလက်ကောက်လေးဒါပြောနေတာဗီဒီယိုခလုတ်ကိုမနှိမ့်မိလိုက်တော့ဗီဒီယိုမရိုက်ဖြစ်သွားဘူးပေါ့နော်အဲ့ဒါနဲ့ကျွေးတငယ်ချင်းရဲ့ဗီဒီယိုယူထားတာပါ blind bag လေးဖောက်ပြီးစားလဲစားပြီးဆိုတော့ main ကလေးတွေ PP skin care ဆိုင်တွေ့ရနေဝင်ပါတယ်ရှင်ဒါကတော့လုံးဝ Korean skin care တွေအစုံရတဲ့ဆိုင်ကြီးပေါ့နော်ကျွေးဒီဆိုင်အောင်ရောက်တာဒါနဲ့ဆို2ခေါက်ရှိပြီရဲ့ winter outfit check လေးပါညာတစ်ဖြတ်ပေါ့နော်အထဲမှာတော့ထထဝတ်ထားရတာရဲ့အခုကျွေးတို့ကြည့်လို့လဲဝါပြီဆိုတော့အိမ်ပြန်ဖို့ညီမလေးရဲ့အိမ်ကိုပြန်ဖို့ underground စီးဖို့သွားနေရပေါ့နော်တငယ်ချင်းတွေကတော့ရိုက်ကြပါတယ်ရှင် underground ရထားရဲမှာညီမလေးစီမှာသွားအိပ်ပြီးတော့ကျွေးငယ်ငယ်တွေကနေလိုက်ပြီးရင်အမားနဲ့သွားတွေ့ပြီးတော့ကျွေး Coventry ကိုမပြန်ခင်ကျွေးရန်စားချင်နေတဲ့လန်ဒန်မှာလည်းနာမည်ကြီးရဲ့ oyster ဆိုင်ကိုစားဖို့သွားနေရပေါ့နော်အခုကျွေးတို့ Borough Market ကိုရောက်ပါပြီရှင်ဒီထဲမှာဆိုင်တွေကအများကြီးရှိရမို့လို့ကျွေးလိုချင်တဲ့ဆိုင်အောင်ရောက်ဖို့တော်တော်လေးကိုရှာလိုက်ရတယ်ဒါကတော့သူတို့စီမှာရတဲ့ oyster မျိုးစားတွေရဲ့ package တွေရဲ့ပေါ့နော်ကျွေးတို့ကတော့အရင်ဆုံးအမျိုးမတူရသေး6កောင်မှစားလိုက်ပါရဲ့ရှင်ကျွေးတယောက် oyster ဘယ်လောက်ကြိုက်လဲဆိုနောက်ထပ်4កောင်ထပ်စားရပေါ့နော်ကဲဒါလေးစားပြီးတော့ကျွေးကို Coventry ကိုပြန်มาတော့မယ်ရှင်အားလုံးပဲ bye bye